တာမန်လူတွေဟာဘုရားရှင်ကိုရှင်းတတ်တဲ့အခါမှာသူတို့ထင်တာဟုတ်သူတို့ဘာထင်လဲလို့ဆိုရင်သူတို့ဘုရားရှင်ကိုတိုက်ရိုက်လူတိုင်းဟာလည်းတွေးခေါ်ရှိသူတို့နဲ့ဘုရားရှင်ကြားမှာပွဲစားမှုဘုရားရှင်ပြောကြတာတိုက်ရိုက်ဘာကောင်းကိုရှင်းတတ်လို့ရတယ်လို့သူတို့ပြောကြတယ်နော်အဲ့ဒါဟာဘာကြောင့်လဲလို့ဆိုရင်ဘုရားရှင်ရဲ့အနေအထားကိုမသိလို့ကိုယ့်ရဲ့အနေအထားကိုလည်းမသိဘူး။နော်ကိုယ်ထင်ကြည့်လို့လည်းပါနော်ဒါလည်းသူတွေပြောတယ်ကဗြဟ္မဏသွားနေတယ်။အဲ့ဗြဟ္မဏသွားနေနိုင်တဲ့အရေးချင်းအဲ့ဒီပြောမှရှိတာ။ဘာသာရေးပြောတာဟုတ်လား။ကျန်တော်လေးပြောတယ်။ဘာသာရေးကြီးတယ်။နော်တချို့ကျွန်တော်တို့ကောင်းထဲမှာတော်တော်များများကဗြဟ္မဏသွားနေတယ်။နော်အဲ့ဒီဗြဟ္မဏဆိုတဲ့ဘုရားပွင့်တဲ့နေရာမှာနေဖို့အရေးချင်းကျွန်တော်စီမှာရှိတာဆိုပြီးတော့သုံးတာ။ကျွန်တော်ဘုရားလည်းဒီကိစ္စကိုပြောတယ်။နော်မင်းတို့လူတွေတဲ့ဗြဟ္မဏသွားနေတယ်ဆိုရင်အဲ့ဒီမှာမင်းတို့တွေ့မှာကဝက်တွေနဲ့သူတို့စွန့်ထားတဲ့မစင်ကိုပဲတွေ့မှာဒီထက်ဘာမှတွေ့မှာမဟုတ်ဘူး။တော့ကျွန်တော်တို့က qualification ကျွန်တော်တို့ဟာအလုပ်တစ်ခုလုပ်တယ်ဆိုရင်ကျွန်တော်က qualification ဖြစ်ဖို့ထက်စာရင်ကျွန်တော်တို့အားလုံးကငါဘုရားရှင်ကိုချဉ်းကပ်နိုင်တယ်။နော်ငါအဲ့မှာတော့ပြီးဒါလုပ်နိုင်တယ်ပေါ့ကျွန်တော်အဲ့လိုထင်ကြတယ်နော်ဘုန်းနဲ့ကျွန်တော်တို့ပတ်သက်ပြောင်းတဲ့စကားတွေခါတယ်ကျွန်တော်ဒီချာရထားပြီကျွန်တော် license ရတော့ပြီလေပြောတယ်နော်ဒီချာရတဲ့ဆိုတော့ license ရကျွန်တော်အားလုံးလုပ်ရတယ်ကျွန်တော်အုပ်ချုပ်လို့ရပြီကျွန်တော်နော်ကျွန်တော်တို့သာသနာပြုလို့ရပြီအားလုံးရတယ်ဆိုတော့လူတွေအားလုံးရဲ့အခက်အခဲပြဿနာပါလဲဆိုရင်သူတို့ကိုသူတို့ qualify ဖြစ်တယ်လို့ထင်တယ်ပြီးတော့ဘုရားဟာဘယ်လောက်မြင့်မြတ်ဖြူစင်လဲကျွန်တော်တို့သူ့ကိုအနာတော်တတ်လို့ရလားမရလားဆိုရဲစိတ်ကူးကျွန်တော်စီမှာမရှိကြဘူးနော်ဘုရားဆိုတဲ့ဒီလောကအလုံးစုံကိုပိုင်ဆိုင်တော်မူတဲ့လောကအလုံးစုံကိုအစိုးရတဲ့လောကအလုံးစုံကိုအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့ဒီဘုရားရှင်ကိုကျွန်တော်တို့တည်ဘာမဟုတ်တဲ့လူတယောက်ကဘယ်လိုလုပ်ချင်းကပ်နေမှာလဲဆိုတဲ့တွေ့ခေါ်ကျွန်တော်စီမှာမရှိဘူး။အဲ့ဒါကြောင့်နော်ဒီဆိုတော့ဘာလို့ ISKCON မြန်မာပြည်မှာမလာခင်တော့ISKCON မြန်မာပြည်မှာမရောက်လာခင်တော့ဆိုရင်ဘုရားကျောင်းတွေမှာလူတိုင်းဟာရေချိုးထားမချိုးထားတန်ရှင်းမရှင်းမျိုးသမီးတွေမျိုးသားတွေအကုန်လုံးပေါ့ဘုရားကံထက်ကြီးဝင်ပြီးတော့ဘုရားပြပတ်တယ်မှာအဘိုးတိုင်းဖုံးတာတော့နော်ဘုရားရဲ့ရုပ်ပွားတော်ဒီမှာရှိရဆိုရင်အနည်းငယ်မှာပြောင်းလိုက်ဓာတ်နဲ့ချီပြီးထုံပြီးတစ်ခုလုံးပူလောင်နေတာတော့ကျွန်တော်တို့ဆက်လို့ဆိုတာဒီလိုပဲဖြစ်နေတာနော်လူတွေအားလုံးတိုင်းပြောင်းနေဖုံးရတဲ့ကအမွေးတိုင်းကတော့ကြီးဘုရားကလည်းမှာအခါတည်းတည်းနော်အမွေးတွေအတက်တော်ရှိလို့မရပါဘူးပြီးတော့ဒီပြောင်းနေအများကြီးထုံးတော့ဒီပူလောင်နေတာဆက်တယ်မှာဆိုတော့ကျွန်တော်တော့ပြောရတယ်နော်ထွန်းကျင်တွေကတော့အပြင်မှာနေရာလုပ်ပြီးပြန်ထွန်းကြခဲတဲ့ဘောကိုဝင်ချတယ်ဆိုတော့အဲ့ဒီတော့လူတွေနားမလည်ဘူးပေါ့ပြောတော့ဆိုတော့ကျွန်တော်တို့အားလုံးကထင်လာကနော်ဘုရားရဲ့ခေါင်းပေါ်မှာလည်းကိုယ်ပတ်စံကိုလိတ်ပြီးတော့ထိုးချင်ထိုးနော်ပြီးတော့တချို့ဆိုတော့ဆိုလဲဆိုရင်ဘုရားရဲ့ယူပွားတော်ချက်ပြီးတော့အဲ့ဒီခန္ဓာကိုယ်ပေါ်မှာမီးတွေရောင်စုံမီးတွေပတ်ပြီးတော့ချွတ်လုပ်ပြီးထားတာဘုရားဟာလှဆင်စရာအယုံတစ်ခုလိုလုပ်ပါလို့နော်ယူပွားတော်ရဲ့ပြုတ်ပေါ်တော့ဘုရားကျောင်းတွေမှာပြုတ်ပေါ်တော့မီးတွေရောင်စုံမီးတေမီးတို့မီးတွေကိုခန္ဓာကိုယ်ခေါင်းတွေလည်းဘင်းတွေပုံလုံးပတ်ပြီးတော့ထားထားတယ်ဆိုတော့ဘုရားဆိုတဲ့ဒီအမှန်တမြင့်မြတ်တယ်ဆိုတဲ့ concept ကိုကျွန်တော်တို့ကနားမလည်ပြီးတော့ကိုနော်ကျွန်တော်ကတကယ်ဘုရားကိုနော်ငါ qualify ဖြစ်တယ်ငါလုံနိုင်တယ်ဆိုပြီးထင်နေတာကျွန်တော်တို့ကဆိုတော့ဒီကျမ်းစာရဲ့အဆိုအမိန့်တွေမှာဘုရားရှင်ကိုယ်တော်တိုင်ကမိန့်ပြီးဆိုရင်တော့ဒါဟာအမှန်တမ်းလေးလေးနက်နက်စဉ်းစားရတဲ့ကိစ္စဖြစ်တယ်ဒီနေ့ဒီsloka ရှင်ဘာဂဝတမ်အခန်းကိုဗလာကြီးကိုအခန်းလေးပါရ63မှာဘုရားရှင်တော်ကဒိုင်းတေးချာချာနှလုံးသွင်းထားမယ်ဥစ္စာကိုဒီsloka ကဘာကြောင့်ရှိလာပရုပ္ပါကိုကျွန်တော်တို့ကလေးလေးနက်နက်ထားပြီးပူဇော်နေရလဲဆိုတဲ့အကြောင်းကိုလည်းရှင်းပြလိုက်လူတွေအားလုံးကဒီပရုပ္ပါကြီးကိုဘုရားကမှထားပြီးတော့မှဘာဖြစ်လို့ခင်ဗျားတို့လူကိုကိုးကွယ်နေတယ်ပြောတဲ့ဘ
ဖြည့်ရှင်းချက်ကိုလည်းဒီစလိုကာပေးတယ်။ဒါနဲ့ဘာတဲ့ကိုလုံးဒီစလိုကာကိုတည်တည်ချာချာရထားတဲ့နဲ့ရှင်းပြနိုင်တဲ့ကတရားနဲ့လူရဲ့ဘယ်လိုများရှင်ကိုချင်းကပ်ရမလဲဆိုတဲ့ကိစ္စ။ဆိုများရှင်ကတော့ဘယ်လိုမင်းကြောင့်မင်းတော်မူတယ်လို့ဆိုရင်श्री भगवान वाच अहम भक्ता पराधीनो या स्वतंत्र इव द्विजा साधुभिर्ग्रस्त हृदयो भक्ते भक्त जना प्रियः अहम भक्त पराधीनो नाहार भक्त रियत्याश्रय तवकाव्य ठेचो माशिर तुझे यागा दुर्वासा मुनि सुरे प्यारे तालुकाओ सोगाले के घोष मिलेगा मुनि दिया का प्यारे सुदर्शन चक्र का तू ना को लाइट ना तू को मीने लाऊं में लोग खामा तो हमारे ब्रह्मा जी से भी ब्रह्मा जी का प्यारे ने कौन और चप्पे ना ले ना पाओ में लोगा को लोग प्यारे सुरा ना लोग लामा दोने दिखे सा ना शिव जी से तो और शिव जी हमारा दो मोटा नहीं के सामने वो मैं भगवान विष्णु जी तो तो भगवान विष्णु जी ला रहे काम भगवान विष्णु का किस गाँव में होगा ना हारे प्यासे तावका व्यक्ति चुबु और शील जो ना हारे याव स्वतंत्र इवा द्विजा ये द्विजा तो क्या प्राणना रे ना स्वतंत्रता सुरे ना लुल्ला चेंज ला मशीन तुझे ना लुल्ला पूरे लुल्ला जो क्या कठिन करा ना लुल्ला पूरे साधु भीर ग्रस्त हृदयो साधु भीर हृदय बेहा साधु साधु सरा न लौंगा ने प्रभुपाद लोग क्या कहते न लौंगा ने मां लौकी सांदा लौंगा मशीन नाया क्रिस्टेंडर तावका भी न लौंगा ना नानी ग्रस्त हृदय साधु ये न लौंगा नानी ले लौकी सांदा लौंगा मशीन क्रिस्टेंडर शेंडर न लौंगा नानी ले भक्तेर भक्त जनप्रिय भक्तेर भक्त जनप्रिय सुरा प्याशिंगो सीकते प्याशिंग क्यूसिंग तावका द्वेये ना प्याशिंग लोंगा मदिरा कना थाला बोले what to speak of my devotee ना तावका को कना थाला हो ना तावका को बोले हो ना हारे no also not only my devotee but also my devotee's devotee or my devotee are very dear to me na ye tawaka ri na imatan chin ho ro me so di achaung ko be Bhagavad Gita chan ne ma na ye tawaka lo pyo re lu ka na tawaka asit ma ho bu na ye tawaka lo pyo re du da le na ye tawaka asit phit de so sloka Bhagavad Gita ma piya le so jai shri shri Bhagavad Gita so jaiဆိုတဲ့ခါကျတော့ဒီကျွန်တော်တို့အားလုံးထင်နေတဲ့ဒီတရားရှင်ရဲ့ဒီအလုံးကျွေးကိုလုံနေတဲ့အခါမှာလူပြောရဲ့အတွေးခေါ်ဟုတ်လားအတွေးခေါ်စဉ်းစားမှုကသူ့ရဲ့ရင့်ကျက်တည်ငြိမ်မှုမှာလည်းဒီပြောင်းလဲတာကနိစ္စဆိုတဲ့အစာမျိုးကျင့်ကြံတဲ့ဒီမှာဒီလိုစဉ်းစားတယ်မဓ္ဍမလို့ပြောအလယ်အလတ်ကိုရောက်လာတယ်ဒီလိုစဉ်းစားတယ်သူခံချက်တယ်ဒီအစင်းမြတ်ဆုံးဥတ္တမကိုရောက်လာတော့သူမျိုးစဉ်းစားတယ်မျိုးစဉ်းစားရဆိုတဲ့အခါမှာအဲ့ဒီစဉ်းစားတဲ့ဥစ္စာဟာသူ့ကိုယ်သူဘယ်လောက်နှိမ်ချလိုက်လဲဆိုတဲ့အော်မှုတွေတတိစတာဆိုတာမာနရှိတဲ့အခါမဓ္ဍမဆိုတာမာနလည်းမရှိတော့မာနလည်းမရှိပေမဲ့ယူကျုံမှုမရှိတဲ့အခါဥတ္တမဆိုတာလုံးဝနဝတလုံးဝယူကျုံနှိမ်ချတဲ့စိတ်ရှိတော့ဒါသူစိတ်ကမှပါဆိုဒီ conditions တွေဘာသာအစာပြိုချင်းကြတဲ့တောင်ကဘုရားတောင်ကတယောက်ဟာဘုရားကိုတအားချစ်တယ်လို့ဘုရားကိုလည်းတအားလေးစားတယ်ဘုရားအလုံးကျွေးကိုလည်းသူလုပ်တယ်ဒါပေမဲ့ဘုရားရှင်တောင်ကတဲ့တန်ဖိုးကိုလုံးဝမသိဘူး
He didn't have any value for the body. Vyashan Tavakaya Balomati, Madhyama Yamla Redula, Madhyama Yamla Redula, Yahula Lizane, Yahula Chile, Yatavakari, Tamuti. Yatavakari, Yata Pubi design. Hello, Josiah and General, not Alma, Ubi Lisa is other words, I don't want to think. You got to drop out. Janavia, Modina, Janavia, Luma, Lisa Madonna, and who? Janovo Piaya Tavaka, Briga, Akuni, Pima, Vetanavapian, and Nissan in this way. Realization of Visha. Now, Piashi and Tavaka, Tamugo, Tina. So that's I said, I to look one, to Jerry Bob, and Mother and Messi to Guadalajara. So, no, the Piana Tavakaria Tamu, Piana Tavakaria Tamu to Tira Kajaro. The near the joy of Piana Tavakao, the Tamu to Tira Kajuyama, 2 years Tamu to Church Island. Tu yang mana pun ada kalau mana ni saya lagi cari, nah tu mana itu cari. So perempuan kalau belum siapa sih, pihak yang jauh itu siapa, pihak yang jauh siapa sih. Tiga bawa mana yang ciri sih pokok, yang ciri, yang goji sih, perempuan siapa. Eri pokok ni ha, pihak sih, tempat orang jauh ada itu. Terus alam ha, pihak sih yang di dalam join, emang jiwa ada control apa tu sih. Cewek tu, cewek ni ada orang, cewek ni Brahma tu Shiva Brahma. Ya sih, orang macam ni. Brahma ji suai, tua bilo, di, ya sih, tu tua pura tu suai, tu pura tu itu mesti. Ya sih, Brahma ji ada ya sih, tua tu, atam beca tu mesti ya. Pura macam. Allah wait tu nak ni. Eri Nyashime, Vrindavanama, Sudhamaga, Tuziga, to Sane, Moko, Lubis Avia, Sanguishi. A Viduria Amyodmiga, Napiodi or Contuaviloma, Napiodi or Pilagi, Congo Juda of Yashina Sarah, Eri Yashina. Brahma re Shiva re Mochiro Shivjiro Brahma ro Momachi here. Nagwan Atamecha. Bhagwan Shri Krishna ko Laphu Shivji Larama. Bhagwan ko Phu kare. Pero Vrindavan. Lakshmi Mata Rama Ras Lila Kema Wengwe. Bali Kulong Sacha Bali Kulong Phu and Lakshmi Mata no. Brother Vrindavan se brother Brajama Shri Vrindavan ga Yaduma ye Jarima to Wengwe. So through qualification, Brahma Shiva Nyari Yashin Nika Tavakaviha, Yashin ye Imatan Nisamu. But now Yashin Nahare no Aham Bhakta Paradhino Yaswatantra Aham Bhakta Paradhino Nahare Yashin Nayat Tavakavi Tenchu Muhammad Shiva. But now Kurukshetra Similima Arjunga Satchavala alone zone action dependent Yashin will do a Lemon Piamat Haviloma. No. Then I was a young, not lemon be. Look. No, lemon with rock. Because he considered Yashin Tavaka no. Oh. A low tree would look in this another machine. Piashin, Greek Piashin and Lova seals, I Lova. Now Piashin Tavaka, no Jerusalem. Again, the Tama which and Rupio, the Taman, Nale make it some Daga. Generally a sensam or machine. Sudhama Nale Kama. Dwarika dish, Dwarika tiny mangy Piashin ha. Now such a lot of colonial ascending in the Piashin ha.
Sudama ko palimonga time kain lo balu kan chesi le piya chi ko se Sudama so la pe ga shin shin pyo yin no temara sin ye de no di brahmana de no pi tu ga be ga bi chiro ga bwet de ne tolan ki ko la lo bwet de ne pe de ne chiro ko tu ko rai ga aw ma shwe lin ban kha mi lo balu ke si bi ge a jang le lo so Sudama ya qualification ha tu phaya si ga tu myo mi ga me kamya si ma re da law chan da ka da law mwe te de usa kamya si ma da law chan da re no tangye jin shi de kana kana pyo ne de ma la le ta ku twa taw ba lo taw ya ma shat da tangye de ji ba ma lo jo chip da da to pa ne deကျွန်တော်တို့မဟုတ်တော့ကျွန်တော်တို့အားနေတောင်းမဲ့တောင်းနေတာကျွန်တော်တို့he just loved Krishna and said no I don't want နောက်ဆုံးမခံနိုင်ဘူးဆိုတဲ့အခါမှာနောက်ဆုံးပြောတာအေးပါငါသွားတောင်းကြည့်မှာဘိုးရောက်တာကမှပြောမထွက်ပဲစကားဟုတ်ပြောခဲ့တာSudamaရိယောကပြောခဲ့တာပြောမထွက်လို့ဒါကဘတ်တရား qualification material desire တူမှာလောဘပြောတယ်भगवान को रहेंगे और ना किसी का तो लोगों ना अच्छे ते तो लोग पे ना हम सो लोग में लोग ना सोमख्या थाले तो लोग ना वो टेंशन वो ना कुछ था लेकिन आप जो है प्रयासन वो टेंशन वो सरा प्रयासन कुछ लो या भैया तो ये जिंग में ना माची रे भैया तार ये का भैया को बारे मालूम हो या चलाओ ने काम या ये ना वाले चलाओ ने काम या हाँ भैया तार ये का भैया जिंग में माची रे चिमा ये ना कैसा नहीं मालूम है चलाओ ने काम ये ना भैया ये ना वाला ठीक है देने ना वो चलाओ ने ठीक है तू तार तू मालूम है चलाओ ने काम ऐ चलाओ ने काम अरे भैया मालूम है हाँ क्यों रे चलाओ ने काम देखो he was happy so प्यार ताबका भी आलमा अगर वो कलेगा तो भैया से अपने को चलो गोंबो में मैं मेलो भी तो लेबर तो भी मेलो आया था that kapatasi so मेलो he is controlled by the king is controlled by the son भैया जी हाँ तू ताया फिर चुम आपको याद दिलाने चाहिए ऐ नहीं प्यार से वो नाले को प्यार से ताबका फिर चुम वो याद से चलो नाले में वो ना यूं माले पे ना चलो नाले हो गए ये मतलब ये नहीं है से वो याद ना ये प्यार से ना तू ताबका फिर चुम आपको याद ना नाले लो लल्ला से आमा सदा मुशी बोले ना तो लो मप्यो पे हम लो जाओ धागा बुआ प्योरा प्यार से पूरो डाइंगा दुआ समुली को पूरे से आके लगा अरो एरा इतना थाला है वो ने ना तावका ना आज चित चला खना थाला है वो ने ना तावका रे तावका ना एमा कंचिता अरे ना चलो इस फॉर्म ये शिला रूपा को चलो ला शिला रूपा का ये लोग की संगा लोग हम मुझे प्यार से किसने तावका तो लोग क्या आलो हाँ लोग का ये कहते हैं वो है प्यार से लोग ये लोग so na jong ta kha li chano lo ka Prabhupada lo le ka lu to ro mya mya lu ri to ro mya mya ba tin lo sin kamya wa le lu mya phaya the taw ma lo no baလူတော်မှာဘုရားထက်တော်မှာခင်ဗျားတို့ပို့ပြီးတော့ကိုယ်ပဲစိတ်ကနေတယ်လို့ကျွန်တော်တို့ပြောနေတာကျွန်တော်အဲ့လိုပြောနေတာဆိုတော့အဲ့ဒါဟာဘာနဲ့တွန်းညီလဲဆိုဘုရားရှင်ရဲ့လမ်းညွှန်ပေါ်လာတာလောကမှာဘုရားရှင်တော့ဘာမှကိုယ်ချင်းပေးထားတယ်တေတနိယမဟာပရမုကသူ့ကိုမိတ်ဆက်တဲ့ခါမှာဘယ်လိုမိတ်ဆက်गोपी भरतु पद कमलयो दास अनुदास दास अनुदास
ဒါကိုကိုမိတ်မိတ်ဆက်ခင်ဗျားတို့လည်းလုပ်နေရင်ကျွန်တော်ဟာဂိုပိဘတ်တုပါဒကမလာယောဒါသအနုဒါသဂိုပိဘတ်တုပါဒကမလာယောဂိုပိရဲ့ကိုယ်ကစိတ်ကဖြစ်နေလို့ရဖြစ်တော်မူတော့ဘုရားရှင်ရှိခရစ်ယာန်ကိုစိတ်နေတဲ့ကျေးကျွန်တွေရဲ့ကျေးကျွန်ဖြစ်ပါလေအခုတို့မိတ်ဆက်တွေ့ qualification so အဲ့ဒါကျွန်တော်တို့ကိုဘာသင်ပေးလို့ကျွန်တော်တို့ mindset ကိုသင်ပေးတာကျွန်တော်ဘယ်လိုလဲလို့ကျွန်တော်ပြောတဲ့အခါမှာကျွန်တော်ဟာဘုရားရှင်ရဲ့တာဝကရဲ့ဘုရားရှင်ရဲ့တာဝကကြီးဖြစ်တဲ့ဗတ္တိစိဒ္ဓန္တမဟာရာချေတာဝကဖြစ်တော်မူတဲ့ဘုရားပါရဲ့တာဝကရဲ့တာဝကဖြစ်ပါလေso ဘုံတာဝကရဲ့တာဝကဖြစ်ပါလေအဲ့တော့ဘုရားကတော့ပြောထားတယ်လို့ဆိုရင်ဆိုဒါကျွန်တော်တို့ကျေတနာမဟာဘုရားသူ့ကိုသူမိတ်ဆက်တယ်ဆိုတာကသူကဒါရှိရှိဒါဘုရားရှင်တော်ရာကြီးအဲ့လိုမျိုးမိတ်ဆက်တယ်ဆိုတာကဘာလဲလို့ဆိုရင်သူ့ရဲ့ mindset ကိုပြောတာဒါကိုကိုမိတ်ဆက်တယ်ဆိုရင်ကျွန်တော်တို့ကဘာခံယူထားလဲပေါ့။ခင်ဗျားတို့လည်းလို့ကျွန်တော်တော့မဟုတ်ပါဘူးကျွန်တော်တော့ဘုရားကြီးကိုစေဝါလုပ်နေတဲ့သူ့အောက်မှာစေဝါလုပ်နေတဲ့သူတွေရဲ့စေဝတ်တရားဖြစ်ပါတယ်။ဒါဒီလိုခံယူထားတာ။ဆိုဒါကဘုရားပြောတာလေလို့ဆိုရင်චෛတन्यမဟာပရဘုဆိုတဲ့ဘဂဝန္ရှိခရစ်ယာန်ကိုလည်းပြောတာ။ चैतन्य महाप्रभु जन्म he is Krishna himself भगवान कृष्ण को बोले भगवान कृष्ण को जो जाएगा भगवान श्री कृष्ण को रहेगा यहाँ ये तावका पे आने ने को नमुना चैतन्य महाप्रभु ने को नमुना सब यहाँ तावका ने को नमुना सब यहाँ तावका ये behavior यहाँ तावका ये mindset को तो क्या यहाँ तावका ये बोलो निया रे बोलो सिंजा यार ना ये कहते हैं गोपी भट्टो पद कमालो दास अनुदास बहुमा धन्य प्रभुपा का निमा विष्णु चक्रवर्ती ठाकुर ये हुआ है क्या बुका यस्य प्रसाद भगवत प्रसाद यस्य प्रसाद नागति कुतो so गुरु ये भ्यासी को इमदान चिते सुरे गुरु ये मेत्ता को महिया बने भ्यासी मेत्ता को so नामन को तुम्हारे जगह जगह प्रभुपाद को उठा रहा है से नौतम दास ठाकुर का पादर छरिया वैष्णव सेवा निस्तार पाए छे केवा वैष्णव देव को अलोचुए मलोक तो गुरु से नामन लोका मलोक से बात करो तो ये बात ही करो so मतलब भगवान ये दी प्रभुपाद में बाये था तो सुनिए Without being a devotee of a devotee, one cannot be released from the material entanglement. That is the Prabhupada. Piyashin tawaka teyaw ya tawaka mapsilla machema ludiyaha loka tandi yagani manone. This is a statement. The statement. ना व्याय तावका उतरे ना व्याय तावका हो दे लो सिग्मा थे नहीं तू तांजा नो हम लोग ना व्याय से तावका से बात है जो ना व्याय तावका से बोला ये चेंज शिवा उसे तांजा लो he is a great devotee ऐरा तू आई हमारे लेकिन भक्त अस्से का टाइम शीला प्रभुपाद धाम्यो प्योने सुरागा तू दियाओ no seku yemi yena bobu no parya he was concentrating and he was writing means that no I concentrate with pure dicta form pure la shabda brahman no logo pratan se loga pyaung ma ki salong ni phit twa to tu pura pure ne de kha ma da ha prabhupada pure ne de sakha ri along ha prabhupada de khayu chet ni nalong da de ka la de sakha ri hoga la this is coming from the heart of Srila Prabhupada da ha tu realization कुछ ना लोग आ रहे हैं ना ऐसे कहते हैं हम इस साउथ में मां शिला प्रभुपाद जैसे ने जब भी हाँ
တန်ဖိုးမဖြတ်နိုင်ဖြစ်တယ်ဖြူစင်တဲ့တာဝကတယောက်ရဲ့နှလုံးသားတွေကလာတယ်ရှိမတ်ဘာဂဝတမ်ကျမ်းထဲမှာနောက်ထပ်တစ်ခုရှိတာစလောကတစ်ခုကလူတယောက်ဟာတဲ့ဘုရားရှင်ရဲ့ဖြူစင်တဲ့တာဝကရဲ့ခြေတော်ရင်းမှာကပ်နေတဲ့ဖုံမှုတွေကိုတကောလုံးလိမ့်ကြံရုံကတန်တရားလို့ဆိုရနေတယ်ဘယ်အစစ်မှထားထားလဲဆိုတော့ဘုရားရှင်ဖြူစင်တဲ့တာဝကကိုသူတို့ရဲ့ခြေထောက်မှာရှိတဲ့ဖုံမှုကိုခန္ဓာကိုယ်တကောလုံးကလိမ့်ကြံခွင့်ရတယ်တော့တန်တရားလို့ခေါ်တယ်ဒါရှိအောင်ဘာလို့တည်းစိတ်ဆိုတဲ့ကတော့ဘာဂဝန်ဟာသူရဲ့တာကလည်းကိုကျွန်တော်မှတ်ရအောင်တော့ဒါတော့ဘာလို့လဲဆိုရင်ကျွန်တော်တို့ကတာဝကဆိုတဲ့အဆင့်မှာမရောက်သေးဘူးဘုရားရှင်ရဲ့ကျွန်တော်တို့ကခါလေးကြရင်ငါဒီချလိုက်လိုက်ပြီးငါဗြဟ္မဏ်ဒီချလိုက်ငါဘုရားရဲ့လုံးဝ great devotee လို့ထင်တတ်ကြတယ်ဒါလုံးဝမှားတဲ့ကိစ္စဟုတ်တယ်this is a total wrong conceptတချို့ကဗီလေးစိတ်စကြောက်ပါဗီလေးစိတ်ကံကြည်မာလာလေးရှိုံနဲ့လည်းဘာဥပုသ်ဆောင်တာလည်းဘာလုံးတက်ကြိုင်တာတူတူပါတယ် great devotee ထင်ပါတယ် he was thinking is a very great devotee this is our problem ကျွန်တော်တို့ရဲ့ဒီမှာကြီးမားတဲ့အားနည်းချက်ကျွန်တော်တို့ပြောတဲ့ဘုရားရှင်တာဝကဆိုရှီလာပရောပတ်ကိုအစစ်မရှိတယ်လို့ပြောအဲ့လိုရှီလာပရောပတ်ရဲ့အစစ်မှာတော့ကျွန်တော်တို့အားလုံးက ISKCON ဟာရှီလာပရောပတ်ကိုအလောက်ကမှုထားရဆိုတာဒီကလီယုမှာရှီလာပရောပတ်ရဲ့မြစ်တာမရမယ်လေဘာဝန်းကိုဒီမှာမချင်တတ်နိုင်ဘူးကလီယုရဲ့အတွက်ဒီလောကတစ်ခုလုံးအတွက်ခိုးလုံးရဟာပရောပတ် This is the fact. Srila Prabhupadaရဲ့ခိုးလုံးခြင်းမရှိဘဲနဲ့ဘယ်သူမှဒီလောကမှာဒီဖြစ်ဒီအခါမှာတန်တရားလုံးမြောက်ကွာဟုတ်လားခဲ့ကျွန်တော်တို့အဲ့လိုပြောတဲ့အခါကျရင်လူတွေကဟာခင်ဗျားတို့ကတစ်ဆွန်းရောက်နေပြီခင်ဗျားတို့ကမြင်းတွေလိုမျိုးဒီလိုကြီးအရှင်းတော့ဒီမှာခါခါကြီးဝမ်းဝေးသွားနေတဲ့လူတွေလို့ကျွန်တော်တို့ပြောကြကျွန်တော်တို့ကဘာပြန်ဖြေလဲဆိုရင်မှန်တယ်ကျွန်တော်တို့ကဝမ်းဝေးပဲကြိုက်ကျွန်တော်တို့ဘူပြေးလိုက်ဒီပြေးလိုက်မလို့ရှင်ဟိုမှာကြည့်လိုက်ဒီမှာကြည့်လိုက်မလို့ရှင်ကျွန်တော်တို့ကသခင်မောင်းလို့ပဲသွားခြင်းနဲ့မြင်းတွေဟုတ်တယ်ကျွန်တော်တို့အဲ့ဒါမှခီးရောက်ပါဟိုကြည့်နေပြီးတော့မတက်တဲ့ဆိုရင်ဘာမှမရအောင် okay you go straight and you reach the destination ဟုတ်လားဒါကြောင့်ဒါဟာကျွန်တော်တို့ Jai Shri Shri Namadev Swadramaniya Ki Jaiဒါကြောင့်နဲ့ရှီလာပရောပါဒီမှာIf one sincerely serve the spiritual master, Krishna certainly become the favorable to such people. ဒါကြောင့်နဲ့ကိုယ့်ရဲ့ဂုရုဂုရုပရံပရာကလာတဲ့ကိုယ့်ရဲ့ဂုရုကိုရိုးသားသားအလုံးကျွေးလုပ်တာဟာတဲ့ဘုရားရှင်ရဲ့ favor ကိုရနိုင်တဲ့နည်းလမ်းဖြစ်တယ်ဘုရားရှင်ရဲ့ favor ကိုရနိုင်တယ် conclusion မှာအနည်းချုပ်တဲ့အခါပရောပတ်ကပြောရဆို very important Following the instruction of a devotee is more valuable than following the instruction of Supreme Personal God directly. ဘုရားရှင်တာဝကတွေရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာခြင်းဟာဘုရားရှင်ရဲ့လမ်းညွှန်ချက်ကိုတိုက်ရိုက်လိုက်နာခြင်းချက်ပို့ပြီးတော့တန်ဖိုးရှိတယ်။ Srila Prabhupada ကအခုကျွန်တော်တို့ခါလေးကျရင် Srila Prabhupada ကိုကြော်ပြီးလုပ်တဲ့လုပ်တွေရှိတယ်။ဒီနေ့အကာစီဥပုသ်ဆောက်ကမျိုးတွေပါတယ်။ Prabhupada ကညမအိတ်တာကိုမကြိုက်ဘူးလောကီသားသူကညမအိတ်နေတဲ့လူတွေကဂုဏ်ယူတယ်။ဂုဏ်ယူစားကြောင်းရှိ Prabhupada မကြိုက်ဘူးကျွန်တော်တို့Srila Prabhupada ရဲ့ဩဝါဒကိုနားထောင်ဖို့ဆိုတော့ကျွန်တော်တို့ဒါကြောင့်ဘုရားရဲ့ဩဝါဒအခုပတ္တမပုရဏမှာပါတယ်ညအိတ်လို့ရှိရင်ညမအိတ်ခနဲ့နေဒီလိုအကျိုးရှိတယ်ဟာပတ္တမပုရဏမှာပါရင်လည်းပါမယ်Brihat Narada Puran မှာပါခြင်းလည်းပါမယ်ရှား Puran မှာပါရင်လည်းပါမယ်ဒါကပါခြင်းလည်းပါမယ်ဧကာစီဒီနိစ္စလာဧကာစီမှာညမအိတ်လို့ရှိရင်ဘယ်လိုအကျိုးရတယ်ဆိုတာပါခြင်းလည်းပါမယ်ဒါပေမဲ့ Srila Prabhupada ကပြောတယ် no
ရေးကြီးတာကနောက်နေ့မနေ့ထပ်ပြီးဘုရားရှင်အလုပ်ကျွေးကိုပုံမှန်လုပ်နိုင်ရအဲ့တိုင်းပဲလုပ်ဒီမတော့ပဲဥစ္စာတော်ဘာဘာလို့ဒီမတော့ဥစ္စာပြဿနာမရှိဘူးလုံးနိုင်လို့ providing you can do sale ဆိုတော့ကျွန်တော်တို့ကရှီလာဘရောပတ်တဲ့စကားကိုနားထောင်တဲ့အခါမှာနော်ဘရောပတ်မှာပြောထားတယ်ဘုရားရှင်ရဲ့အခုယရှပရရှာဒဘဂဝတ်ပရရှာဒယရှပရရှာဒနာဂတိကိုသူပြီးဆိုသူပြောဘရောပတ်ကပြပါကိုရရင်ဘဂဝတ်ပြပါရပြီဘရောပတ်ကကျွန်တော်အားလုံးရဲ့ဂုရုပဲနော်ဘာလို့စစ်ရှိဂုရုကျွန်တော်တို့အားလုံးရဲ့လမ်းညွှန်နဲ့သူ့စီရပါလားကျွန်တော်တို့ဂုရုတွေကဖွင့်ပြီးပြောလို့မရအောင်ပဲကိစ္စရှီလာလမ်းညွှန်ချက်အားလုံးဟာရှီလာဘရောပတ်စီရလာဆိုတဲ့အခါကျတော့ရှီလာဘရောပတ်ရဲ့လမ်းညွှန်ချက်ကိုလိုက်နာခြင်းဒီဘုရားဆောင်ဝိရှနာချပတိထာဂုရကဘာပြောလဲဂျီဝဘုဆွမ်းကြီးကဘယ်လိုပြောတယ် we don't interest we have no connection with that သူတို့ပြောခဲ့မယ်ကျွန်တော်ပြောခဲ့လည်းပြောခဲ့မယ်ကျွန်တော်တို့မသိဘူးဒီကိစ္စရှီလာဘရောပတ်ကပြောတယ်ဧကာစီမှာဥပုသ်ဆောင်ရင်ကောက်ပဲအနှံ့စားတယ်ကျန်တာအေးစီစားတန်နိုင်တဲ့လောက်ဒီကိုစိတ်25ပါးစိတ်စေပါလို့အဓိကဟာအဲ့ဒီနေ့ဟာအထူးသဖြင့်ဘုရားကိုအောင်းမေးရမယ့်နေ့ဖြစ်တယ်ဧကာစီမှာကျွန်တော်ညမအိပ်ပဲနေရတော့ဘရောပတ်ကလို့ညမအိပ်စေပါမလုပ်နိုင်ဘူးအဲ့တော့ညအိပ်တဲ့ကိစ္စအပူမလုပ်ခဲ့ဘူးဘရောပတ်ကိုယ်တိုင်လည်းဘရောမညအိပ်ကိုဆောက်တယ်ဥပမဆောက်တယ်ဆိုတာမရှိဘူးနော်शिवरात्रि ला रहे प्रभुपाद का शिवरात्रि को चिंपारा सेन दुमा और मम्मी चलो भक्त रहे वो शिवरात्रि ला रहे ना शिवरात्रि में वो सब हुआ रिया दो ना शिवजी मंदिर को अभी नोट नहीं हमें माना दो नहीं जागी वो सारी और क्या सियाई नहीं बोला भक्त सियाई हाँ तालो ले लो स्वयं शिला प्रभुपाद के टंगो को उठा लो शिला प्रभुपाद का ढास स्वयं The following the instruction of devotee is more valuable than following the instruction of Supreme Personality of God. ဘုရားရှင်ကတခါတည်းပြောခဲ့တဲ့စကားခုရှိတယ်။ဘုရားရှင်နဲ့တာဝကတယောက်ဟာဘုရားရှင်စီကဓာတ်ရိုက်အမိန့်ရလို့သူကဒါကိုဒီလိုလေးပြင်ပြီးလို့ပြင်ခွင့်ရှိတယ်ကွာ။သူမပါပါရှိ။ပဒ္မပုရံမှာပါရင်ပါမယ်။ဧကာစီယမဟာတ္မယဆိုတာရှိတယ်။ဧကာစီအကြောင်းကိုသိဆိုင်ရဲ့ဘယ်ဧကာစီမှာဥပုသ်ဆောင်ရင်ဘလို့အကျိုးရှိတယ်ဧကာစီမှာဘလို့ဥပုသ်ဆောင်ဘယ်ဧကာစီမှာသွားမတိုက်အောင်ဘယ်ဧကာစီမှာဘလို့တော့အဟုတ်ရှိတယ်ဘလို့ပတ်ပါပဲဖတ်တယ်ဒီစာအုပ်ပုံမှန်နေနဲ့အဲ့စာအုပ်ကိုဖတ်နေတော့တာဘာလို့လဲဆိုအဲ့စာအုပ်ကိုဖတ်ရင်လောကီစိတ်တွေထဲမှာပေါ်လာမယ်လောကီရဲ့အကျိုးတွေလိုချင်လာမယ်ဧကာစီအဲ့ဒီကမဟုတ်တဲ့အတွက်ကြောင့်ရှီလာဘရောပတ်ပြောတာဧကာစီမှာဥပုသ်ဆောင်လို့ရှိရင်နော်ကိုမတိပဲနဲ့လောက်ထားတဲ့နော်ပပတွေအပြစ်တွေကလည်းလူမျိုးမှုရတယ်နော်ဆောက်တယ်ဒါတော့ဘရောပတ်ပြောတာနားတော့ဆိုကျွန်တော်တို့တာဝကပြီးအားလုံးရဲ့တာဝန်ဟာဘယ်နေရာမှာဘရောပတ်ကဘာတွေပြောထားလဲဆိုတာကိုနိုင်နိုင်ချွတ်ချွတ်လေ့လာထားမယ်တာဝန်ကကျွန်တော်တို့ဒီစားဘာလို့လဲဘုရားစကားနားထောင်ခြင်းတဲ့ဘုရားရဲ့စကားဘုရားရဲ့တာဝကရဲ့စကားကိုနားထောင်ခြင်းသည်ပူ၍တန်ဖိုးရှိသည်လို့ရှီလာပရဘုပါလိုမျိုးပုဂ္ဂိုလ်ကြီးကနေပြီးတော့မှဒီလိုစလိုကာမျိုးကဒီလိုရေးထားတာဖြစ်တယ်လို့ဖြစ်တယ်ပြီးတော့ဘုရားရှင်ကိုယ်တော်တိုင်းကလည်းငါရဲ့တာဝကထက်ငါရဲ့တာဝကရဲ့တာဝကလို့ပြောတဲ့သူငါပိုပြီးချစ်နေလို့တယ်လို့ပြောထားတာရှိတယ် This is statement ဒါဘုရားကဟောထားတဲ့ဥစ္စာတော့ဒါကြောင့်ဘုရားရှင်တာဝကကိုအလိုကျွေးလုပ်တာဘုရားရှင်ကိုပိုပြီးဝမ်းမြောက်စေကျွန်တော်ပြောချက်ကိုသိရင်နော်ဘဂဝါရှိခရစ်တော်ငါစာအုပ်တွေထုတ်ပြီးဖြန့်ပါလို့ပြောခဲ့တာရှိတယ်ဒါဆိုဘဂဝါဒီကြောင့်ပါ The Lord says please bring my books distribute my books ပြောတာရှိလား Why you doing ဘယ်မှာဟောရလို့ကျွန်တော်မလုပ်ဘူးပြောပြီးအေးထိုင်နေတယ်ဟုတ်လား We don't know ဒါပေမဲ့ကျွန်တော်တို့ရဲ့ fusion နဲ့တာဝကတဲ့ professional program တွေပါလို့ထားတယ် No you as many languages you print as many books as you can and distribute my books all over the world
Now, Srutapirti promotion is to solve our family business. So that's how she. I go to our Malula Piano. Now, Chanaruya Mitazu Lunga, Mitazu Siwahi. Our family business. Shila Prabhupada ka brought her in the sound and Pata designate our family business. It's called Mashila Duri Alumya business. Now that is books. So, General Gudona Alumha, one Sri Krishna General Mingala. When I saw it, I was Sansara Dava Suba. She did, when I see the Vejana, she did not shout it. See, Guru Hadis to Guru Srila Prabhupada. He is the authentic person he has a right to do it and he can do that. General Logumia. General Duma qualification who got no book. I mean, Srila Prabhupada, I don't have some sort of a Suya. At least Sansara Dawa Jong will be down in the Sansara Dawa, General Warko, King Harajan. So, General Matao Nale, Piashin Tawaka will lose you Jindi. Piashin will pull you 1 year Jina or Musi. General Piatawaka Surania, say a new Yoshi Tawakashi. The Dugo Musu General Balon, no Judola. I don't know. Put a nearer to go, Pima Kuni or Delaya. Sure to go Lima, low, Pias, say whatever. Again. No. 2 mile of what town of Mito Piasi or Valor, I do make you Valor. Mare Dumego, to know Mama, the Mamma was we call her at the not to know Kunduleva. No, Valor, Piana Tamkari Alma, Duri Alum, Piana Nisa. To look in the Elu Tawakari, low tree, low name, and do have Piashi and Mitago. Now, Piashi and two Haram Jack. Do you Tawakari, you do that and low tree look out to a Pubilo? A little check. Now, Piana and Lisa put Chinta and we are not Halina, maybe one to. Maybe one of them. Piana, Libya, Piashi and Tawakari, low tree, low chimney, low queen, young in Jesus. Piashi and Tawakari, low tree, a 2 day, Tadana Puni, Piashi and Tawakari, Piashi, Chisum to the I Tadana Puni, Piashi and Tawakari, low tree, low and Jinha. Piashi and Mita with Yan and 1,000 years. But now, Piazzago, Pia Jongo, Tuata, Piago, no, same about Shikoda, Pia Zagago, not on the Ubinia. Piazzaga, not on each other, Palavi, Shikoda, Palavi, Ardido, Palavi, Tawakari will say, well, look at it. Daha local lama took them here. You watch it. This is the secret. So I think we stop. Thank you very much.